Facebook ပေါ်မှာဘလောက်ထားဆရာမလို့ပဲနဲ့ကို post တင်တဲ့အခါမမြင်ခိုင်းစေချင်တဲ့တူကိုကန်တက်ပိတ်ထားတဲ့နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါတယ် Facebook ထဲဝင်သွားလိုက်ပါဒီပေါ်နားလေးက friend icon လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့ your friend နေရာမှာတစ်ချက်နှိပ်ပါဘလောက်ထားဆရာမလို့ပဲနဲ့ကို post တင်တဲ့အခါမှာတူမမြင်အောင်ပိတ်ထားချင်တဲ့ account ထဲကိုတစ်ချက် click နေပြီးတော့ဝင်သွားလိုက်ပါပြီးတော့ friend နေရာမှာတစ်ချက် click လိုက်ပါကဲဒီလိုလေးပေါ်လာရင်ကျွန်တော်တို့ take a break နေရာမှာတစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်ပါ limit နေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါအပေါ် keep နေရာကနေပြီးတော့အောက်ကနေရာမှာပြောင်းပြီးတော့ထားလိုက်ပါပြီးရင်တော့ set ကိုနှိပ်ပါပြီးရင်တော့ down ကိုဆက်ပြီးတော့နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ဒီ Facebook account ကိုကျွန်တော်တို့ကဘလောက်ထားဆရာဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကိုယ့်ရဲ့ရှစ်သူကသူ့ရဲ့ Facebook friend တွေက unfriend လုပ်ထားတဲ့သူတွေကိုပေါ့နော်ဘယ်သူတွေကို unfriend လုပ်ထားရဲဆိုတာကိုဝင်စစ်လို့ရတဲ့နည်းလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဥပမာခင်ဗျားတို့နဲ့ date တယ်ပေါ့နော် date တဲ့အချိန်မှာ तू ကမတင်ကြတဲ့သူတွေကို Facebook မှာ unfriend လုပ်ထားတာရှိလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင် तू ဘယ်သူတွေကို unfriend လုပ်ထားလဲဆိုတာကိုကဝင်စစ်လို့ရမယ်နီးပေါ့နော်โอเคပါကျွန်တော်လည်းတူလိုက်ကြည့်လိုက်ပါအဲ့တော့ထုံးစံတိုင်းကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါ Facebook ထဲဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ profile ထဲကိုဝင်လိုက်ပါနော်သူ့ရဲ့ Facebook profile ပေါ့နော်သူ့ရဲ့ Facebook account ကိုကိုကဝင်စစ်ရမှာဖြစ်တဲ့အတွက်သူ့ရဲ့ Facebook ထဲကိုဝင်ပြီးသွားပြီဆိုသူ့ Facebook account ထဲကဒီ profile ထဲမှာ1439ဝင်ထောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ activity log ဆိုတာလေးပါတယ်အဲ့ကောင်လေးကိုတစ်ချက်ထောက်ဒါကတော့သူဖုန်းထဲကဝင်လောက်ရမှာပေါ့နော်သူကဖုန်းမပေးဘူးဆိုရင်လူလောက်ပေါ့ရန်ဖြစ်ရင်တော့မတတ်နိုင်โอเคအဲ့ဒါပြီးပြီဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးတွေစာတန်းတွေပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုလက်လေးနဲ့ပေါ်လိုနည်းနည်းလေးဆွဲတင်လိုက်ပေါ့နော်အခုလည်းမြင်နေရပါတယ်ဒါပေမဲ့နည်းနည်းလေးဆွဲတင်လိုက်ပေါ့ဆွဲတင်လိုက်ပြီဆိုရင်ဒီမှာ connection ဆိုတာလေးပါတယ်တွေ့လားအဲ့ကောင်လေးကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်ပါโอเคအဲ့ကောင်ဟုတ်ကဲ့ဗျာအခုတစ်ခါမှကျွန်တော် Facebook မှာကိုယ့်ရဲ့ Facebook account ကိုသူများတွေအလွယ်တကူရှာလို့မရအောင်ပိတ်ထားတဲ့နေရာလေးကိုပြောပြမယ်အဲ့ဒီနည်းလေးပြောပြမယ်တခြားနည်းပညာအကြောင်းအရာတွေသိချင်လို့ရှိရင်ကျွန်တော်ရဲ့ TikTok account တွေကိုဝင်ကြည့်ပါ Okay application လေးတွေကိုဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ setting and privacy ဆိုတာလေးပါတယ်အဲ့ဒါလေးကိုထောက်ပါပြီးပြီဆိုရင်တော့ privacy shortcut ဆိုတာလေးကိုထောက်ပါ Okay အဲ့ဒါပြီးဆိုရင်တော့ဒီမှာတွေ့လား see more privacy setting ဆိုတာလေးပါတယ်အဲ့ဒါလေးကိုထောက်ပါ Okay အဲ့လို့ဆိုရင်ဟိုအောက်ဆုံးမှာတွေ့လား do you want search English outside of Facebook to link your profile ဆိုပြီးပါတယ်အဲ့ဒါလေးကိုထောက်ပါအဲ့ဒါပြီးဆိုရင်တော့ဒီမှာ enable one ဆိုတာလေးပါတယ်အဲ့ဒီမှာအပြလေးဖြစ်နေတယ်ဒီအပြလေးကိုနှိပ်ပြီးတော့ပိတ်လိုက်ပါဒီပြလေးကိုပိတ်ဖို့အတွက်ထောက်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ disable ဆိုတာလေးပေါ်လာနိုင်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါ Okay အဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါမျိုးလေးဖြစ်သွားလိမ့်မယ်တွေ့လားအဲ့ဒါလေးကဒီလိုမျိုးလေးပိတ်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook account ကို server ကနေပြီးတော့သူများတွေအလွယ်တကူရှာလို့မရတော့ပါဘူးအဆင်ပြေကြပါစေဗျ